ကိုကိုလာပြီးတော့ချင်းကပ်နေတဲ့သူရှိတယ်ဒါမှမဟုတ်လို့ရှိရင်ကိုကသဘောကျတဲ့သူရှိတယ်ဒါပေမဲ့ तू ဘယ်လိုလူမျိုးလဲဆိုတာကိုကိုကသေချာမသိသေးဘူးဆိုလို့ရှိရင်ဒီဗီဒီယိုထဲမှာဒီနေ့ကိုသိချင်တဲ့သူကဘယ်လိုလူမျိုးဖြစ်လဲဆိုတာကိုဇလန်းတစ်ခုရဲ့ဇာတ်ကောင်လေးနဲ့ရှင်းပြီးတော့ပြောပြပေးသွားပါမယ်အားလုံးပဲမင်္ဂလာပါ The Moon Definition ကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေဒီနေ့တော့ကိုသိချင်တဲ့သူရဲ့အကြောင်းကိုသိရဖို့အတွက်သူဘယ်လိုလူမျိုးလဲဆိုတဲ့ခေါင်းစဉ်နဲ့ picture reading လေးလုပ်ပေးသွားပါမယ်အဲ့တော့ကိုသိချင်တဲ့သူကတယောက်မကရှိနေတယ်ဆိုလို့ရှိရင်တော့ဒီပိုင်းကိုတယောက်ကိုတစ်ခုစာနဲ့ရှင်းပြီးတော့ရွေးကြည့်ပါနော်အဲ့တော့ထုံးစံအတိုင်းပဲ picture format လေးဖြစ်တဲ့အတွက်ကြောင့်မလို့ picture reading နဲ့ရှင်းနေပြီးသားသူတွေကဘယ်လိုရွေးရမလဲဆိုတာသိရဲဆိုတော့သူနဲ့ပတ်သက်တဲ့ time stamp တွေကို description box ထဲမှာနှိပ်ပြီးတော့သွားပြီးတော့နားထောင်လို့ရပါပြီ picture reading နဲ့သိပြီးတော့မရင်းနှီးတဲ့သူတွေကတော့ဘယ်လိုလုပ်ရမလဲဆိုတော့ပြောပြပေးမယ်နော်လောလောဆယ်အသက်လေးကိုဖြည်းဖြည်းနဲ့မှန်မှန်လေးရှူစိတ်လေးငြိမ်သွားပြီဆိုလို့ရှိရင်အခုပေးထားတဲ့ပုံလေး၃ပုံသေချာကြည့်ပြီးသွားလို့ရှိရင်အဲ့ပုံလေး၃ပုံတွေကမှကိုသိချင်တဲ့သူတယောက်ကိုပုံတစ်ပုံရွေးပြီးတော့သွားပြီးတော့သူနဲ့ပတ်သက်တဲ့ time stamp နှိပ်ပြီးတော့သွားနားထောင်လို့ရပါတယ်အကယ်၍သိချင်တဲ့သူက2ယောက်ဖြစ်နေတယ်3ယောက်ဖြစ်နေတယ်ဆိုလို့ရှိရင်တယောက်ကိုပိုင်းတစ်ခုစီဘယ်သူကတော့ဖြစ်ပဲပိုင်းဆိုပြီးတော့ကိုယ့်ဘာသာကိုရွေးချယ်သတ်မှတ်ပြီးတော့သွားပြီးတော့နားထောင်လို့ရပါတယ်နော်အဲ့တော့ photo number 1လေးကိုရွေးလိုက်တဲ့သူတွေကကိုသိချင်တဲ့သူကပေါ့နော်ဘယ်သူနဲ့သွားပြီးတော့ပုံစံတူလဲဘယ်သူနဲ့ personality သွားတူလဲဆိုတော့ scan feeling sub saving system နဲ့က side character တယောက်ဖြစ်တဲ့ရွက်ချင်းရွံနဲ့တူပါတယ်တဲ့အဲ့တော့ရွက်ချင်းရွံကဘယ်သူလဲဘယ်လိုလူမျိုးလဲဆိုတာကိုအရင်ဆုံးပြောပြမယ်နော်ရွက်ချင်းရွံကဒီဇက်လန်းထဲမှာဆိုလို့ရှိရင်သူကသူတို့ဂိုင်းတကိုင်းရဲ့ပေါ့နော်နာမည်ကြီးသူတို့ cultivation ဂိုင်းတကိုင်းရဲ့ဂိုင်းကောင်းဆောင်ဖြစ်တယ်ငငယ်လေးနဲ့ဂိုင်းကောင်းဆောင်ဖြစ်တဲ့သူပေါ့နော်ဒါပေမဲ့သူဒီငငယ်လေးနဲ့ဂိုင်းကောင်းဆောင်ဖြစ်တယ်ဆိုတာသူချမ်းချမ်းသာသာဘဝကနေပြီးတော့လာခဲ့ရလို့စောစောစီးစီးငငယ်လေးနဲ့သွားပြီးတော့အရန်ကိုဟောပါတော့ဒီရွှေစွန်းကြိုက်ပြီးတော့မွေးလာလို့ဒီဂိုင်းကောင်းဆောင်နေအောင်ရောက်နေတာမျိုးမဟုတ်ဘူးပေါ့နော်သူ့ရဲ့ဘဝကတော်တော်လေးကိုကြမ်းတမ်းခဲ့တယ်အဲ့တော့ရွက်ချင်းရွံဟာဒီဇလန်နဲ့မှာပါတဲ့ခေါင်းဆောင်မင်းသား2ယောက်ထဲက1ယောက်ဖြစ်တဲ့ရှန်ချင်းချူနဲ့သူကအတူတူငငယ်တွေကကြီးပြင်းလာခဲ့တာရှန်ချင်းချူနဲ့သူနဲ့ဆိုလို့ရှိရင်သူကအကြီးပေါ့နော်သူတို့2ယောက်ကဗမာကြီးပြင်းလာခဲ့တာလဲဆိုလို့ရှိရင်အမှန်တမ်းကလမ်းပေါ်မှာလေလွင့်နေတဲ့ကလေးတွေအဲ့ဒီလမ်းပေါ်မှာလေလွင့်နေတဲ့ကလေးတွေကိုဂိုင်းတကိုင်းကနေပြီးတော့အတင်းဟောပေါ့နော်ဂိုင်းတကိုင်းဆိုတာသူတို့ကလေးတွေရောင်းစားတဲ့ဂိုင်းအဲ့လိုဂိုင်းမျိုးကနေပြီးတော့ဖမ်းခေါ်ပြီးတော့သူတို့တွေကိုဒီ slave တွေအဖြစ်နဲ့ပေါ့နော်ကျွန်တွေအဖြစ်နဲ့ရောင်းစားတယ်ကျွန်တွေအဖြစ်နဲ့ရောင်းစားလို့မရသေးခင်မှာသူတို့တွေကိုတောင်းစားခိုင်းတာတို့ဘာလို့အဲ့လိုပုံစံမျိုးနဲ့လုပ်တဲ့ခိုင်းပေါ့နော်အဲ့ဒီခိုင်းနေမှာသွားပြီးတော့သူကအဲ့ဒီခိုင်းနေမှာရောက်ပြီးတော့ကြီးလာခဲ့ရတာအဲ့ဒီခိုင်းနေမှာရောက်ပြီးတော့ကြီးလာခဲ့တယ်ဆိုပေမဲ့သူဒီငငယ်လေးကလေးကဘသူ့အပေါ်မှာတိတ်ပြီးတော့မေတ္တာပြတ်ခဲ့တာမျိုးမရှိဘူးပေါ့နော်စိတ်ရင်းစေတနာကောင်းတယ်စိတ်ထားလေးကနှုတ်ညံ့တယ်လူကတော်တယ်ဒါပေမဲ့ဒီလမ်းပေါ်မှာကြီးလာခဲ့ရလို့ပေါ့နော်လမ်းပေါ်မှာကြီးလာခဲ့ရလို့ရန်ဖြစ်တဲ့စိတ်ပိုင်းဟောပေါ့နော်ဒီလုံးဝကြမ်းကြမ်းတန်လုံးဝမရှိဘူးပေါ့နော်သူ့ကိုသာတသက်ရကောင်းကောင်းမွန်မွန်လေးဝတ်ပေးလိုက်လို့ရှင်လုံးဝသခင်လေးတယောက်တိုင်းပဲအဲ့လိုပုံစံမျိုးနဲ့သူကကြီးလာခဲ့ရတာပေါ့နော်ငငယ်လေးတွေကလည်းသူကဟိုချောချောလေးနဲ့တိမ်တိမ်မွတ်မွတ်လေးနဲ့ကြီးလာတယ်ကြီးလာပြီးတော့သူအခုဂိုင်းကောင်းဆောင်နေရာကိုရောက်ပြီးတော့ကြီးလာတဲ့အခါမှာလေသူကတိမ်တိမ်မွတ်မွတ်နူးနူးညံ့ညံ့လေးနဲ့ချောချောလေးပြောရမယ်ဆိုဒီဟိုပါပေါ့နော်သူ့ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်လုံးဝဂျန်တမန်ပုံစံလေးနဲ့သူ့ငယ်ဘဝဒီလိုတောင်ကြီးလာခဲ့ရပါလားလို့လုံးဝထင်ရစရာမရှိလောက်ရအောင်ဂျန်တမန်ပုံစံလေးပေါ့နော်ဒါပေမဲ့ငယ်ဘဝတော်တော်လေးကိုကြမ်းတမ်းခဲ့တယ်အဲ့တော့မိဘမဲ့ဖြစ်ခြင်းဖြစ်မယ်တကောင်ကျွတ်ဖြစ်ခြင်းဖြစ်မယ်ကိုယ့်ခြေထောက်ကိုပူရက်တီးပြီးတော့ကိုယ့်ဘာသာကိုဒီဟောပေါ့နော်အစိမ့်မြင့်တဲ့နေရာကိုရောက်အောင်တော်တော်လေးကိုစူးစမ်းပန်းစားရုန်းကန်ပြီးတော့တက်လာခဲ့ရတဲ့လူမျိုးတွေမှာပါတယ်ဒါပေမဲ့ဘလောက်ပဲဘဝကြီးကဒီလိုမျိုးကြမ်းတမ်းခဲ့ပါစေဒီလောကဓာတ်တရားကသူ့ကိုဘလောက်ပဲရိုက်ခတ်ခဲ့ပါစေဘယ်တော့အခါမှစိတ်ဓာတ်ကတိတ်ပြီးတော့ကြာခဲ့တာမျိုးမရှိဘူးဘသူ့အပေါ်မှာလည်းတိတ်ပြီးတော့ဒီအပြစ်တင်ပြီးတော့ပေါ့နော်ငါဘဝကြီးကဒီလုံးဝလောကကြီး unfair ဖြစ်တယ်ဗျာညာအဲ့လိုစိတ်ဓာတ်မျိုးလုံးဝမရှိဘူးပေါ့နော်စိတ်ထားလုံးဝနုညံ့ညံ့လေးနဲ့အကောင်းမြင်တက်ပြီးတော့ပြောမှဆိုရှင်သူ့စူးစမ်းပြီးတော့သူ့ဟာသူတက်သွားဖို့ပဲသူကစိတ်ဝင်စားတာဘသူ့ပေါ်မှာတိတ်ပြီးတော့အပြစ်မြင်တတ်တဲ့လူမျိုးတွေမှာမပါဘူးပေါ့နော်ပြီးတော့ဒီမှာသူ့ရဲ့
ဟိုပါနော်ဒီ appearance ကိုကြည့်မယ်ဆိုလို့ရှိရင်လေအရက်မြင့်မြင့်အသားဖြူဖြူလေးအရက်မြင့်မြင့်အသားဖြူကိုကြည့်လိုက်တယ်ဆိုလို့ရှိရင်မျက်နှာလေးကဟိုပါပေါ့နော်အေးချမ်းနဲ့မျက်နှာလေးသူပြုံးနေသည်ဖြစ်စေမပြုံးနေသည်ဖြစ်စေအေးချမ်းနဲ့မျက်နှာတွေမှာပါတယ်တည်ငြိမ်အေးချမ်းနေပေါ့နော်တည်ငြိမ်အေးချမ်းနဲ့ကြည့်လိုက်တာနဲ့အထက်တန်းလွှာလို့ထင်ရတယ်သိတာတယ်အဲ့လိုပုံစံမျိုးလေးတွေမှာရှိတယ်ပေါ့နော်ဆိုတော့သူလှသည်ဟိုပါပေါ့နော်အပြင်ဘန်းမှာသူအသားဖြူသည်ဖြစ်စေအသားညူသည်ဖြစ်စေဘလို့ပုံစံမျိုးလေးပဲဖြစ်နေပါစေပေါ့နော်သူ့ရဲ့မျက်နှာလေးကိုကြည့်လိုက်လို့ရှိရင်အေးအေးချမ်းချမ်းလေးနဲ့စိတ်အေးချမ်းသွားရတဲ့ပုံစံမျိုးလေးစကားပြောလို့ရှိရင်လည်းချိုတတနုနုညံ့ညံ့လေးနဲ့ပြောတတ်တဲ့သူမျိုးပေါ့နော်ဇလန်းကိုဆက်ပြောရမယ်ဆိုရင်ဇလန်းထဲမှာသူတို့ပေါ့နော်ဒီ teenager ဘဝကိုရောက်သွားတဲ့အချိန်မှာဒီကောင်းဆောင်မင်းသားရှန်ချင်းချူရောသူရောဒီရွက်ချင်းရွံအောင်သူတို့နှစ်ယောက်စလုံးကဒီကြုံနေအဖြစ်နဲ့ပေါ့နော်ကြုံနေအဖြစ်နဲ့ရောင်းစားခံရမယ်အချိန်ရောက်သွားတယ်ရောက်သွားတဲ့အချိန်မှာအငယ်မင်းသားကောင်းဆောင်မင်းသားကခုနရှန်ချင်းချူကသူကအိမ်တအိမ်ကိုရောက်ပြီးတော့ရောင်းစားခံလိုက်ရတယ်အဲ့ဒီအချိန်မှာသူကဒီရွက်ချင်းရွံကြတော့တနေ့မှာသူထွက်ပြေးလွတ်မြောက်ဖို့အတွက်ကိုအခြေအနေအကြောင်းဖန်လာတယ်ဖန်လာတဲ့အချိန်မှာသူတယောက်တည်းမပြေးဘူးရောင်းစားခံလိုက်ရတဲ့ရှန်ကျူးကိုပေါ့နော်ရှန်ကျူးကိုသွားပြီးတော့သူကသွားပြီးတော့ကယ်ထုတ်ဖို့အတွက်ကိုရှိုးစားတယ်ဒါပေမဲ့ရှန်ကျူးကအဲ့ဒီအိမ်ကနေပြီးတော့ဒီနှိပ်စက်ထားတဲ့ဒဏ်တွေကြောင့်ပေါ့နော်သူကဒဏ်ရာတွေလည်းရထားတာမျိုးတွေရှိနေတော့ထွက်သွားဖို့ကအဆင်မပြေဘူးသူကဘာလို့ရှန်ကျူးကိုလည်းအရန်ကိုကယ်ခြင်းရလဲဆိုတော့သူကရှန်ကျူးကခုနရှန်ချင်းကျူပေါ့နော်ရှန်ကျူးကငငယ်လေးတွေကသူကရှန်ချင်းကျူကအငယ်ဖြစ်ပေမဲ့ရွယ်ချင်းရွံကိုလုံးဝနုနုညံ့ညံ့လေးလူတွေကိုလည်းတိတ်ပြီးတော့ဒုက္ခပေးခြင်းလူမျိုးမဟုတ်တာကြောင့်ရှန်ကျူးကကျတော့သူကစိတ်တက်ကပြင်းထန်တယ်အဲ့တော့အများရန်ဖြစ်တယ်ဆိုလို့ရှိရင်သူကနေပဲအထိတ်ကနေပြီးတော့ရန်ဖြစ်ပေးပြီးတော့သူကရွက်ချင်းရွံကိုအကြီးပေမဲ့ရှန်ကျူးကအငယ်ပေမဲ့ရွက်ချင်းရွံကိုသူကအကြီးသဘောမျိုးနဲ့အများရန်ကာကွယ်ပေးခဲ့တာအဲ့ဒါကြောင့်မို့ရွက်ချင်းရွံကရှန်ကျူးကိုတစ်ချိန်သူလွတ်မြောက်တဲ့လမ်းတွေ့ပြီဆိုလို့ရှိရင်ရှန်ကျူးကိုမရရအောင်ခေါ်ရမယ်ဆိုတော့သူ့စိတ်ထဲမှာအမြဲတမ်းထားခဲ့တာပေါ့နော်အဲ့ဒါကြောင့်မို့လို့သူအခုထွက်ပြေးဖို့အတွက်အခြေအနေဖန်လာတဲ့အချိန်မှာရှန်ကျူးကိုသွားခေါ်ဖို့လုပ်တယ်ဒါပေမဲ့ခေါ်ဖို့အခွင့်မသာခဲ့ဘူးအဲ့ဒီအချိန်မှာရှန်ကျူးကိုသူကနေတော့ဂရိပေးထားခဲ့တယ်သူမြန်မြန်ဆန်ဆန်အောင်မြင်အောင်လို့ဒီ cultivation လောကထဲမှာသူနေရာတနေရာရအောင်လို့မြန်မြန်လုပ်ပြီးပါလို့ရှိရင်ရှန်ကျူးကိုလုံးဝကိုပြန်လာခေါ်မယ်သူ့ကိုစောင့်ပေးပါဆိုပြီးတော့သူကအဲ့ဒီမှာ promise ပေးပြီးတော့သူထွက်သွားခဲ့တယ်ပေါ့နော်ဒါပေမဲ့ဇလန်းထဲမှာကံမကောင်းကျင်တော့ဘာဖြစ်သွားလဲဆိုတော့ तू ကသူ့ကိုလက်ခံလိုက်တဲ့ဒီခိုင်းတကိုင်းကိုတော့ရောက်သွားတယ်အဲ့ဒီခိုင်းထဲမှာ तू ကလည်းအရန်ကိုတော်တယ်ဒါပေမဲ့ तू ကဖြစ်ချင်လွန်အားကြီးပြီးတော့ तू ကရှန်ကျူးကိုပေါ့နော်အချိန်အတိုလေးအတွင်းမှာ तू သွားပြီးတော့ကဲချင်တယ်ရှန်ကျူးကဟိုမှာဒုက္ခရောက်နေတာဆိုတော့အချိန်တိုလေးတင်းမှာသွားကဲချင်တော့ तू ကဖြစ်ချင်လွန်အားကြီးပြီးတော့ तू ကျင့်လိုက်တာအရန်ကိုပြင်းထန်သွားပြီးတော့တရားကြီးကျယ်ရသွားပြီတယ်တရားကြီးကျယ်ရသွားပြီးတော့ तू ကလုံးဝဒုက္ခိတသဘောမျိုးဖြစ်သွားတာအဲ့မှာဒုက္ခိတသဘောမျိုးဖြစ်သွားတော့သူတို့စီမှာကျတော့ chi deviation လို့ခေါ်တာပေါ့နော်ခန္ဓာကိုယ်တွေကနေပြီးတော့ဒီဓာတ်တွေကဖောက်ပြပြီးတော့သေလူနီးပါဖြစ်သွားတယ်အဲ့တော့သူစိတ်ဖောက်သွားတဲ့ပုံစံမျိုးခန္ဓာကိုယ်ဖောက်ပြန်သွားတဲ့ပုံစံမျိုးဖြစ်သွားတဲ့အတွက်ကြောင့်မလို့အဲ့ဒီဂိုင်းကနေသူ့ကိုလက်ခံထားတဲ့ဂိုင်းကနေပြီးတော့သူ့ကိုကြောက်ဘူးထဲမှာပိတ်ထားတာကြောက်ဘူးထဲမှာပိတ်ထားပြီးတော့သူ့ကိုပြန်ပြီးတော့ထိမ့်သိမ့်ပြီးတော့ပြန်ပြီးတော့ဒီအတွင်းတအားတွေကိုပြန်ပြီးတော့ချိန်ညှိဖို့တော့သူ့ကိုကြောက်ဘူးထဲမှာပိတ်ထားခဲ့တယ်ပိတ်ထားခဲ့တဲ့အတွက်ကြောင့်မလို့ तू ကအဲ့ဒီမှာနည်းနည်းလေးနှစ်ကြာသွားပါတော့ကြောက်ဘူးတဲ့ပါနေရတာနှစ်ကြာသွားတယ်သူခန္ဓာကိုယ်သူပြန်ကောင်းအောင်လုပ်ရတာကိုသူနည်းနည်းလေးအချိန်ယူလိုက်ရတယ်ပေါ့နော်နှစ်ပေါက်အောင်လို့သူကအချိန်ယူလိုက်ရတယ်ပြီးသွားတော့သူဒီဟာကိုပေါ့နော်ပြန်ပြီးတော့လေ့ကျင့်လိုက်တဲ့အခါမှာဘာဖြစ်သွားလဲဆိုတော့သူ့ရဲ့ဓာတ်နဲ့သူနဲ့ကတသားတည်းဖြစ်သွားတာတသားတည်းဖြစ်သွားပြီးတော့သူ့ဓာတ်ကိုတစ်ချက်ဆွဲထုတ်လိုက်တာနဲ့သူ့ရဲ့သက်တမ်းမှာဆွဲထုတ်လိုက်တဲ့အချိန်တိုင်းလျော့သွားတယ်ဆိုတဲ့ဟာမျိုးပေါ့နော်အဲ့လိုအခြေအနေမျိုးဖြစ်သွားတာအရန်ကိုတော့ तू က powerful ဖြစ်သွားတယ်ဒါပေမဲ့သူ့ဓာတ်နဲ့သူ့အသက်နဲ့ကဆက်ထားရတဲ့ဟာမျိုးပေါ့နော်အဲ့လိုပုံစံမျိုးဖြစ်သွားတယ်ဓာတ်ထုတ်လို့အချိန်ကြာလေသူ့သက်တမ်းလဲပို့ပြီးတော့ကုန်နေလေအဲ့လိုပုံစံမျိုးဖြစ်သွားပါतू ပြန်ကောင်းသွားတဲ့အချိန်မှာပေါ့နော် तू ပေးထားတဲ့ဂတိကို तू ကဘယ်တော့မှမမေ့ဘူးမမေ့ဘဲနဲ့ तू ရှန်ကျူးကိုသွားပြီးတော့ရှာတယ်ရှန်ချင်းကျူပေါ့နော်သွားရှာပြီးတော့အဲ့ဒီအိမ်ကနေသွားပြန်ကဲထုတ်ဖို့လုပ်တယ်ဒါပေမဲ့ဖြစ်ချင်တော့အချိန်ကကြာသွားတဲ့အခါမှာဟိုဘက်မှာရှန်ချင်းကျူကလည်းအဲ့ဒီအိမ်မှာတော်တော်လေးကိုနှိမ့်ဆက်ခံရတဲ့အတွက်ကြောင့်မလို့နောက်ဆုံးမှာဟိုကဒဏ်မခံနိုင်တော့ဘဲနဲ့သူ့ကိုရွက်ချင်းရွံကဒီလာပြီးတော့မကယ်တော့ပါဘူးဆိုပြီးတော့ဟိုကတအိမ်လုံးကိုပေါ့နော်သူ့ကိုဒုက္ခပေးခဲ့တဲ့လူတွေအကုန်လုံးတအိမ်လုံးကိုရှင်းထုတ်ပလိုက်ပြီးတော့ဒီသူ့ပေါ်မှာကောင်းခဲ့တဲ့ကြံတဲ့လူတွေကိုပဲထားပစ်ခဲ့ပြီးတော့အဲ့ဒီအိမ်ကိုမီးရှို့ပြီးတော့ဟိုကရှင်းချင်းချူအဲ့ဒီအချိန်မှာထွက်သွားခဲ့ပြီသူရောက်သွားတဲ့အချိန်မှာမီးလောင်နေတဲ့အိမ်ကြီးနဲ့ဒီ
သက်ရှင်ကျန်တဲ့လူအချို့ပေါ့နော်သူတို့တွေပဲကျန်တော့တယ်ရှန်ချင်းချူဘယ်ကိုထွက်သွားလဲဘယ်ကိုရောက်သွားလဲဆိုတာကိုလုံးဝကိုမသိတဲ့အခြေအနေဖြစ်သွားတာပေါ့နော်အဲ့ဒီဟာသူ့ဘဝမှာအကြီးမားဆုံးနောင်တအဖြစ်နဲ့ကျန်နေခဲ့တာဒီမှာတစ်ဖြတ်သူ့ရဲ့ personality ကိုပြောရမယ်ဆိုလို့ရှိရင်သူဒီဂရိပေးပြီးွားပြီဆိုလို့ရှိရင်ဂရိကိုလုံးဝကိုတည်တဲ့အထိစောင့်ထိန်နေသူဖြစ်တယ်ပြီးတော့သူ့ကိုကျေးဇူးရှိခဲ့တဲ့သူရှိခဲ့တယ်ဆိုလို့ရှိရင်အဲ့ဒီကျေးဇူးတရားကိုဘယ်တော့မှမမေ့ပဲနဲ့ကျေးဇူးကိုအမြဲတမ်းပြန်ဆက်တတ်တဲ့သူဖြစ်တယ်အကယ်၍သူ့မှာညီအကိုလိုမောင်နှမလိုချစ်ခင်ရတဲ့သူရှိရဆိုလို့ရှိရင်အဲ့ဒီလူတွေကိုသူကအကြီးတယောက်အနေနဲ့စောင့်ရှောက်ပေးတဲ့လူမျိုးဖြစ်တယ်အဲ့တော့အကိုအကြီးတယောက်အနေနဲ့တာဝန်ကျေတဲ့သူဖြစ်တယ်ပြီးတော့သူဒီရှေ့ကိုပေါ့နော်ရှေ့ဆက်ပြီးတော့သွားဖို့အတွက်ကိုရှေ့ဆက်ပြီးတော့သွားဖို့အတွက်ဆိုသူအမြင့်ကိုလှမ်းတက်ဖို့အတွက်ကိုဒီဇိုင်းမမတ်အမြဲတမ်းစူးစမ်းနေတဲ့သူဖြစ်တယ်ခါကြလို့ရှိရင်အရန်ကိုစူးစမ်းလွန်အားကြီးလောက်စူးစမ်းလွန်အားကြီးတဲ့အတွက်ကြောင့်မလို့နေမအိတ်ညမအိတ်အဲ့လိုစူးစမ်းတော့သူ့ရဲ့ကျန်းမာရေးကိုထိခိုက်သွားတာဒီပါရှိတတ်တယ်သူ့မှာနည်းနည်းနာတာရှည်ယောဂလိုဟာမျိုးပေါ့နော်ယောဂမျိုးတစ်ခုခုလည်းရှိနေတတ်တယ်ဆိုတော့ तू ကဒီငယ်ဘဝကျန်းတန်းခဲ့ပြီးတော့ကြီးတဲ့အချိန်မှာ तू ကအထက်အမြင့်ကိုရောက်အောင် तू ကကြိုးစားထားတဲ့အတွက်ကြောင့်မို့လို့ तू အရန်ပင်ပန်းခဲ့တာဖြစ်ခဲ့တဲ့အတွက်သူ့မှာနည်းနည်းယောဂတစ်ခုခုရှိနေတဲ့ပုံစံမျိုးတွေမှာရှိတယ်ပေါ့နော်အဲ့တော့အချိန်ကာလတစ်ခုကြာသွားတယ်နှစ်နည်းနည်းကြာသွားတယ်ပေါ့နော်အဲ့ဒီမှာသူကရွက်ချင်းရွံကသူ့ရဲ့ငယ်နာမည်ရွက်ချင်းရွံမဟုတ်ဘူးပေါ့နော်သူကနာမည်တခြားတစ်မျိုးရှိတယ်ရှန်ချင်းချူကလည်းငယ်နာမည်ကသူတို့နှစ်ယောက်ငယ်ငယ်တော့ကြီးခဲ့တဲ့နာမည်ကရှန်ချင်းချူမဟုတ်နောက်ထပ်နာမည်တစ်မျိုးရှိတယ်အဲ့တော့နှစ်ယောက်ပြန်တွေးကြတဲ့အချိန်မှာရွက်ချင်းရွံကရှန်ချင်းချူကိုမှတ်မိပေမဲ့ဟိုကရှန်ချင်းချူကရွက်ချင်းရွံကိုမမှတ်မိဘူးလုံးဝမမှတ်မိဘူးဒါပေမဲ့ရွက်ချင်းရွံကလည်းတွေ့တဲ့အချိန်မှာ तू ကဒီမှာပေါ့နော်သူ့ရဲ့ gain ထဲမှာနေရာတော်တော်ရနေတဲ့နေရာမျိုးဟိုအခြေအနေမျိုးဖြစ်နေပြီပေါ့နော်ခေါင်းဆောင်တော့မဖြစ်သေးပဲနေရာတော့ရနေပြီသူစီနီယာတွေကိုတော့ကြော်တက်ပြီးတော့ तू ကနေရာရနေတဲ့ပုံစံမျိုးဖြစ်တယ်ပေါ့နော်ဒီ gain ကိုဆက်ခံဖို့အတွက်ခေါင်းဆောင်နေရာအတွက်ကိုဆက်ခံဖို့လူနေရာမှာ तू ကအရွေးချယ်ခံရတဲ့သူဖြစ်နေပြီအဲ့တော့အဲ့ဒီသူ့ရဲ့ gain ကိုရှန်ချင်းချူရောက်လာတဲ့အချိန်မှာ तू ကချက်ချင်းမှတ်မိပေမဲ့ရှန်ချင်းချူကို तू ကမကယ်နိုင်လိုက်တဲ့အတွက်ကြောင့်မို့လို့ तू ရှန်ချင်းချူနဲ့ပြန်တွေ့တဲ့အချိန်မှာရှန်ချင်းချူကပို့ပြီးတော့ခက်ထန်နေရက်ဆက်လာတယ်အဲ့လိုပုံစံမျိုးတွေမှာရှိတယ်ပေါ့နော်ဆိုတော့ तू ကရှန်ချင်းချူကို तू ကဘယ်သူလဲဆိုတာကို तू မှာမပြောရဲဘူးပေါ့နော်အပြစ်ကြီးတစ်ခုလိုဖြစ်နေတော့သူ့စိတ်ထဲမှာ तू ကအပြစ်တင်နေတာ तू မကယ်နိုင်ခဲ့လိုက်လို့ဆိုပြီးတော့အဲ့ဒီမှာ तू ဂယုမဆိုင်ခဲ့ရတဲ့ဟာတွေအကုန်လုံးကိုရှန်ချင်းချူကိုအဲ့ဒီမှာ तू ဒီဂိုင်းတွေကိုရောက်လာတဲ့အချိန်မှာအပြစ်အဝပေါ့နော်ရှန်ချင်းချူကိုနားလဲပေးတယ်ဂယုဆိုင်တယ်လုံးဝကိုညီလေးတယောက်လိုပဲပေါ့နော်အဖေတယောက်လိုညီလေးတယောက်လိုလုံးဝကို तू ဂယုဆိုင်ပေးတယ်နောက်ဆုံးဇလန်းထဲမှာပေါ့နော်သူဓာတ်ထုတ်လို့ရှိရင်နောက်မှသူတက်တန်းကြော့မှာကိုသိရတာနဲ့နောက်ပိုင်းရှန်ချင်းချူကိုဒီတိုက်ပွဲတွေဖြစ်တဲ့အချိန်မှာကယ်ဖို့အတွက်နေတော့မှသူဓာတ်ကိုထုတ်ပြီးတော့သုံးတယ်ပေါ့နော်ဓာတ်ကိုထုတ်ပြီးတော့သုံးတယ်သူရှန်ချင်းချူကိုကယ်လိုက်တယ်နောက်ဆုံးသူသေမလို့ဖြစ်သွားတယ်ပေါ့နော်သေမလို့ဖြစ်သွားတဲ့အချိန်မှာကြာမှရှန်ချင်းချူကိုသူဘယ်သူလဲဆိုတဲ့ဟာကိုသူပြောပြီးတော့သူတရားပေါ့နော်မကယ်ခဲ့နိုင်တဲ့အတွက်ကြောင့်မလို့သူတောင်းပန်တယ်ပေါ့အဲ့လိုထိပြောတယ်ဒါပေမဲ့ဇလန်းထဲမှာတော့သူဟိုပါပေါ့နော်ဒီသေတော့မသေပါဘူးနောက်ပိုင်းကျတော့ပြန်ကုလို့ရသွားပြီးတော့အသက်တော့ပြန်ရှင်သွားတယ်ကိုသိကျင်နေတဲ့သူကသူ့ရင်ထဲမှာငငယ်လေးတွေကနေပြီးတော့ဟိုပါပေါ့နော်အပြစ်တစ်ခုလိုခံစားနေရတဲ့ကိစ္စတစ်ခုရှိလိမ့်မယ်အဲ့ဒီအပြစ်ကြီးကိုသူကတသက်လုံးသူ့ရင်ထဲမှာထည့်ပြီးတော့တင်သွားမှာပေါ့နော်သူမသေးမချင်းကိုအမှန်တမ်းတော့သူ့ရဲ့ဒီတက်တန်းဆုံးတဲ့အချိန်ထိတော့မှသူဒီကိစ္စကိုမပြောဘဲနဲ့ရင်ထဲမှာထားသွားမယ့်ဟာမျိုးရှိနိုင်တယ်ပြောလို့ရှိရင် तू ကတစုံတစ်ယောက်ကို तू ကအပြစ်လုပ်မိပြီဆိုလို့ရှိရင်လည်း तू ကတောင်းပန်ဖို့လဲဝင်မလေးဘူးပြန်ပြီးတော့ပေးဆက်ရဖို့လဲဝင်မလေးဘူးပေါ့နော်အဲ့တော့ဒီလူသည်စူးစမ်းတဲ့သူဖြစ်တယ်သစ္စာရှိတယ်အမျိုးသမီးပဲဖြစ်ဖြစ်အမျိုးသားပဲဖြစ်ဖြစ် तू ကတော်တော်လေးကိုလူကောင်းထဲမှာပါတယ် gentleman ပေါ့နော် gentleman လုံးဝ lady တွေပေါ့အဲ့လိုပုံစံတွေထဲမှာပါတယ်ပြောရမယ်ဆိုယုံကြည်စိတ်ချအားကိုးရတဲ့လူတွေမှာတော့ပါတယ်ဒါပေမဲ့ကျမ်းမာရေးနည်းနည်းထိခိုက်ထားတဲ့ထဲမှာပါတယ်ပြီးတော့ तू ကဒီအရန်ကိုဖြစ်ချင်လွန်အားစောကြည်လွန်အားကြည်လို့ကြောက်ပါတော့ကိုယ့်ကိုသိပြီးတော့ဂယုမဆိုင်တတ်တဲ့သူတွေမှာပါတယ်အဲ့တော့အခက်မသိလို့ရှိရင်တက်တန်းရှည်သိတဲ့လောက်မရှိဘဲနဲ့ဖြစ်နေနိုင်တယ်ပေါ့နော်โอเคဒါကတော့ပိုင်း1ရဲ့ reading လေးပဲဖြစ်ပါတယ်ဒီ reading လေးကိုသဘောကျတယ်ဆိုလို့ရှိရင် like and share လေးလုပ်ပေးနိုင်ပါတယ်ဒါမျိုးလေးတွေဆက်ပြီးတော့နားထောင်ခြင်းနဲ့ဆိုလို့ရှိရင်ကျမရဲ့ YouTube channel လေးကို subscribe လေးလုပ်ပေးတော့ပါနော် photo number 2ကိုရွေးထားတဲ့သူတွေကိုသိချင်တဲ့သူကဘယ်သူနဲ့တူလဲဆိုတော့
scan feelings self saving system တွေကထျက်လန်ကျုံနဲ့တူပါတယ်တဲ့။ तू ကဘာလို့လဲဆိုတော့ scan feeling ဇက်လန်နဲ့ကခေါင်းဆောင်မင်းသား2ယောက်ဖြစ်တဲ့2ယောက်ထဲကနေပေါ့1ယောက်ဖြစ်တဲ့ဒီလော့ဘင်းဟဲရဲ့အဖေပေါ့နော်။ तू နဲ့တူပါတယ်တဲ့။ဆိုတော့ तू ကဘလို့လူမျိုးလဲပေါ့။ तू ကဘလို့လူမျိုးလဲဆိုတော့ तू ဒီ demon lord ပေါ့နော်။အရန်ကို powerful ဖြစ်တဲ့မိစ္ဆာဘယင်။ဒါပေမဲ့မိစ္ဆာဘယင်ဖြစ်တယ်ဆိုမှဆိုးသွမ်းနေတဲ့ तू မဟုတ်ပေါ့နော်။ तू ကဘလို့လူမျိုးလဲဆိုတော့လူတိုင်းပြည်မှာရှိတဲ့ယဉ်ကျေးမှုအမှုပညာတွေစာပေဂီတ तू ကအဲ့ဒါအရန်ဝါသနာပါတာအရန်ဝါသနာပါတော့သူ့ရဲ့ဒီမွန်မိစ္ဆာတိုင်းပြည်ကမိစ္ဆာတွေကိုလည်းလူတွေဘက်ကိုသွားတယ်ဆိုလို့ရှိရင်အေးချင်းချင်းနဲ့နေလူတွေကိုသွားပြီးတော့ပြဿနာမရှာနဲ့သူကိုနိုင်ကိုကလည်းသူ့တိုင်းပြည်မှာနေတာထက်ကိုဒီဘက်ကလူတိုင်းပြည်မှာလာပြီးတော့စာပေယဉ်ကျေးမှုအမှုပညာတွေကိုလာပြီးတော့လေ့လာနေတတ်တာများတယ်ပေါ့နော်အဲ့တော့ဒါနဲ့ချိန်ပြီးတော့ကြည့်ရမယ်ဆိုလို့ရှိရင်အခုဒီပိုင်းကိုယူထားတဲ့သူတွေသိကျင်တဲ့လူကပေါ့နော်တခြားနေမြေကလူဖြစ်ဖို့များတယ်တခြားနိုင်ငံကလူဖြစ်ချင်းဖြစ်မယ်ဒါမှမဟုတ်လို့ရှိရင်တခြားဒေသကလူဖြစ်ချင်းဖြစ်မယ်ပေါ့နော်ပြီးတော့သူဒီမတူတဲ့ကာရှာတွေကိုလိုက်လေ့လာတဲ့နေရာမှာအရန်ကိုဝါသနာပါတဲ့နေရာမှာပါတယ်ဆိုတော့ပြောရမယ်ဆိုစာပေယဉ်ကျေးမှုသူ့အိမ်မှာစာကြည့်တိုက်တောင်မှရှိပြောရမယ်ဆိုစာကြည့်ခန်းတောင်မှရှိချင်းရှိလိမ့်မယ်ပေါ့နော် library တောင်ရှိချင်းရှိနေနိုင်တယ်သူကစာဖတ်ရတာအရန်ဝါသနာပါတယ်ဂီတအမှုပညာပကြီးအဲ့ဒါတွေကိုသဘောကျတဲ့လူတွေမှာပါတယ်ပေါ့နော်ပြီးတော့သူဒီအထက်တန်းလွှာဖြစ်ဖို့များတယ်ဆိုတော့ပတ်စံရှိတဲ့အတိုင်းဝိုင်းပညာတတ်တဲ့အတိုင်းဝိုင်းအဲ့ဒီကနေလာတာဖြစ်ဖို့များတယ်ပြီးတော့ဒီလူကပေါ့နော်စကားပြောတယ်ဆိုလို့ရှိရင်သူကတခုခုဆိုလို့ရှိရင်ဒီစာပေနဲ့ဒီတခုခုဟိုကပေါ့နော်ဒီ reference လုပ်ပြီးတော့ကိုးကားပြီးတော့စကားကိုပြောတတ်တဲ့လူမျိုးပေါ့နော်အဲ့လိုမျိုးရှိတယ်သူကအဲ့လိုမျိုးစာအုပ်တွေကိုအမြဲတမ်းအသစ်ပေါ်တိုင်းလဲဝင်အသစ်ပေါ်တိုင်းဆိုတာစာအုပ်တွေပေါ့နော်သူက classic ဝတ္ထုတွေကိုသဘောကျတဲ့လူမျိုးအဲ့လိုပုံစံမျိုးတွေမှာဖြစ်ဖို့များတယ်ဒီပေါ်ပင်ဝတ္ထုတွေဆိုတာထက်ကိုသူကရှေးခေတ်အမှုပညာစာပေတွေအဲ့ဒါတွေကိုပို့ပြီးတော့သဘောကျတဲ့လူတွေမှာပါတယ်ပေါ့နော်အဲ့တော့နိုင်ငံခြားမှာနေတဲ့သူဖြစ်ချင်းဖြစ်ဒါမှမဟုတ်ရှင်နယ်ရလူဖြစ်ချင်းဖြစ်လိမ့်မယ်အဲ့လိုမျိုးပြီးလို့ရှင်သူကခရီးတွေထွက်ရတာကိုဝါသနာပါတယ်ပြီးတော့အဲ့လိုမျိုးယဉ်ကျေးမှုအမှုပညာတွေတခြားနိုင်ငံရဲ့ culture တွေကိုလိုက်ပြီးတော့လေ့လာရတာကိုဝါသနာပါတယ်ပြီးတော့ तू ကအဲ့လိုဝါသနာပါလို့လိုက်ပြီးတော့လေ့လာဖို့တော့လည်း तू မှာငွေရေးကြေးအပြည့်အစုံရှိတယ်ပေါ့နော်ပြီးတော့ဇလန်းကိုဆက်ပြောမယ်ဆိုလို့ရှိရင် तू ဒီပေါ့နော်လူတိုင်းပြည်မှာ तू ကနေလာလာပြီးတော့လေ့လာရင်းနဲ့ဘယ်သူနဲ့တွေ့လဲဆိုတော့ လော့ဘင်းဟဲရဲ့မိခင်အမေဖြစ်မဲ့ဒီအမျိုးသမီးနဲ့စူးနဲ့ပေါ့နော်တွေ့တယ်သူ့နာမည်အတိအကျမမှတ်မိတော့လို့သူနဲ့တွေ့တယ်တွေ့ပြီးတော့အဲ့ဒီအမျိုးသမီးကကျတော့ဘယ်လိုလူမျိုးလဲဆိုတော့အဲ့ဒီအမျိုးသမီးက तू ကဒီဘက်ကဒီ cultivation guide နဲ့မှာနံပါတ်1 guide ဖြစ်တဲ့ဒီဟွာ palace လို့ထင်တယ်။ guide နံပါတ်မေးပါလို့ဆိုတော့အဲ့ဒီ palace ကနေပြီးတော့အဲ့ဒီ palace မှာ तू ကမကြခင်မှာ तू က guide ကောင်းဆောင်ဖြစ်နေတော့မှတင်မြောက်ခံရနိုင်တဲ့အဆင့်ပေါ့နော်အမျိုးသမီး guide ကောင်းဆောင်ဖြစ်လာမယ်သူပေါ့အဲ့လောက်ထိအရန်တော်တဲ့သူတွေမှာပါတယ်ဆိုတော့အရန်ထက်တယ်တားလည်းပြတ်သားတယ်ဆိုတော့ဟိုတော်တော်လေးကိုပေါ့နော်ဒီ cultivation လောကထဲမှာဆိုလို့ရှိရင်နာမည်ကြီးတဲ့အမျိုးသမီးအဲ့ဒီအမျိုးသမီးနဲ့သွားဆုံတာဆိုတော့သူတို့အဲ့ဒီမှာသွားဆုံပြီးတော့ဘာဖြစ်လဲဆိုတော့အဲ့ဒီမှာထက်လန်ကျွန်းကအဲ့ဒီမှာလူပြည်မှာလာပြီးတော့သုံးရင်းဖြုံးရင်းနဲ့ပတ်စံကုန်သွားပတ်စံကုန်သွားတော့အဲ့ဒီမှာသူနဲ့သွားတွေ့ပြီးတော့သူ့စီကနေပြီးတော့ပတ်စံအကူညီယူရင်းနဲ့နှစ်ယောက်ကသဘောကျသွားတဲ့ဟာမျိုးပေါ့နော်သူပြောရမယ်ဆိုထက်လန်ကျွန်းစားရင်တောင်းရင်းနဲ့ပတ်စံကုန်သွားတာမသိတာပေါ့နော်အဲ့လေကနေပြီးတော့ဟိုကနေပြီးတော့သူ့အတွက်ပတ်စံရှင်းပေးနေအဲ့ဒီကနေပြီးစသိတဲ့ဟာမျိုးပေါ့အဲ့လိုပုံစံမျိုးနဲ့သိသွားတာသိသွားပြီးတော့နောက်ပိုင်းမှာသူတို့နှစ်ယောက်ဒီစာပေယဉ်ကျေးမှုတွေဖလှယ်ရင်းနဲ့ပေါ့နော်ဖလှယ်ရင်းနဲ့ဒီအချင်းချင်းသဘောကျသွားတယ်ပြဿနာဘာဖြစ်သွားလဲဆိုတော့ထျက်လန်ကျွန်းကမိစ္ဆာဒီအမျိုးသမီးကကြတော့ cultivation လောကမှာသူကဂိုင်းကိုဆက်ခံရမယ်သူပြီးတော့အဲ့ဒီအမျိုးသမီးရဲ့ဆရာကဒီအမျိုးသမီးကိုတစ်ချိန်မှာသူ့ရဲ့ဇနီးဖြစ်နေရှာထားတာပေါ့နော်သူကဒီထျက်လန်ကျွန်းရဲ့အမျိုးသမီးဖြစ်မယ်ဒီစူးကကြတော့သူကကြတော့ဒီသူ့ဆရာကိုဆရာလိုအကိုလိုပဲသဘောထားတာဒါပေမဲ့ဟိုကကြတော့သူ့ကိုတပည့်လိုညီမလိုသဘောထားတာမဟုတ်ပဲနဲ့တစ်ချိန်မှာသူ့ရဲ့ဇနီးဖြစ်ကိုယာထားတဲ့ဟာမျိုးဖြစ်တော့သူတို့နှစ်ယောက်အဲ့လိုမျိုးပတ်သက်နေတယ်ဆိုတာကိုလည်းသိလဲသိပါရောဟိုဆရာကငကိုကလေးကဒီမိစ္ဆာဆိုလို့ရှိရင်ကောင်းကောင်းဆိုအရန်မုန်းနေတယ်မှာပါတယ်အရန်မုန်းနေတယ်မှာပါတော့သူ့တပည့်မှသူ့ဇနီးဖြစ်ရွေထားတဲ့သူကဒီလိုမိစ္ဆာနဲ့မှသွားပတ်သက်လားဆိုပြီးတော့အရန်ဒေါသထွက်ပြီးတော့သူတို့နှစ်ယောက်ကိုခွဲဖို့အတွက်ကြံတော့တာအဲ့တော့အဲ့ဆရာကဘာလုပ်လိုက်လဲဆိုတော့ဒ
သူ့တပည့်မကိုဘာပေါ့နော်သူတို့စီမှာအကျယ်ချုပ်သဘောမျိုးပေါ့ဆိုတော့သူတို့ရဲ့ခိုင်းထဲမှာပဲအကျယ်ချုပ်နောက်ပိုင်းကျတော့အကျယ်ချုပ်မရတော့သူထောင်ဘာပေါ့နော်ခိုင်းထဲကထောင်ထဲမှာပဲထည့်ထားပြီးတော့ထန်းလျံကျုံဘယ်မှာရှိလဲဆိုတော့သူ့တပည့်မကိုစစ်မိတာပေါ့သူ့တပည့်မကလည်းလုံးဝမပြောတော့သူ့တပည့်မကိုအဲ့လိုမျိုးထည့်ပိတ်ထားပြီးတော့သူကနောက်ပိုင်းမှာသွားပြီးတော့စုံစမ်းနေပေါ့နော်စုံစမ်းတော့ထန်းလျံကျုံနဲ့သူ့တပည့်မနဲ့တွေ့နေကြနေတာဘယ်နာဆိုတာကို तू ကသိသွားပြီးတော့ तू ကဘာလုပ်လိုက်လဲဆိုတော့ဒီဆရာကလည်း तू ကစကားပြောတာဆိုတာလူတွေကိုစီးရုံးနေနေရမှာအရန်တော်တာပြီးတော့ तू ကဂိုင်းနံပါတ်1သူတို့ cultivation လောကထဲမှာနံပါတ်1ဂိုင်းကိုခေါင်းဆောင်နေတဲ့သူဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ကိုလေးစားကြတဲ့သူတွေကလည်းအရန်များတယ်အရန်များတော့ तू ကဘာလုပ်လိုက်လဲဆိုတော့ထန်းလျံကျုံပေါ့နော်ဗိစာခေါင်းဆောင်ကသူတို့ရဲ့လူပြည်တွေကိုလာပြီးတော့ဖြတ်စည်းဖို့အတွက်သတင်းတွေလာစုံစမ်းပြီးတော့ဒီတဲ့ကိုဝင်ပြီးတော့စိတ်ဝင်နေတယ်ပေါ့နော်တချို့တွေကိုလည်းလွတ်ထားတယ်ပေါ့အဲ့ဒီသတင်းကို तू ကနေပြီးတော့သူ့တပည့်မကိုထန်းလျံကျုံကိုချင်းကပ်ခိုင်းပြီးတော့ထန်းလျံကျုံကဒီလိုအစီအစဉ်တွေရှိပါတယ်ဆိုတာကို तू သိလာရတယ်ပေါ့ဒါပေမဲ့သူ့တပည့်မကတော့ဒဏ်ရာရထားလို့သူတို့ပေါ့နော်ဂိုင်းထဲမှာစေးကုနေတယ်အဲ့တော့နေရာကိုသူ့တပည့်မပြောလို့ तू သိပြီးသွားပြီအဲ့တော့အဲ့ဒီနေရာကိုသွားပြီးတော့ထန်းလျံကျုံကိုသွားပြီးတော့နှိမ်နှင်းကြမယ်ဆိုပြီးတော့ဒီ cultivation လောကကနေပြီးတော့အတော်ဆုံးဆိုတဲ့လူတွေပေါ့နော်အကောင်းဆုံးဆိုတဲ့လူတွေကိုမှရွေးခေါ်ပြီးတော့သူ့တပည့်မနဲ့ထန်းလျံကျုံနဲ့စုံတဲ့နေရာမှာသွားပြီးတော့ထန်းလျံကျုံကိုသွားပြီးတော့ခြေမှုန်းကြတယ်ပေါ့အဲ့တော့ထန်းလျံကျုံကလည်း तू ကစူးနဲ့ပေါ့နော်အမြဲတမ်းလာပြီးတော့တွေ့နေတဲ့နေရာမှာ तू ကလည်းတွေ့နေကြနေရာမှာပေါ့နော်လာဆောင်တော့ကံမကောင်းကျင်တော့အဲ့ဒီမှာထန်းလျံကျုံကအများနဲ့တယောက်နဲ့ဖြစ်သွားတဲ့အခါကျတော့cultivation လောကလူတွေကလည်းသူတို့ရဲ့ပါဝါသူတို့ရှိတယ်လေအဲ့တော့အများနဲ့တယောက်နဲ့ဖြစ်ပြီးတော့ तू ကအဲ့ဒီမှာအဖမ်းခံနေရတယ်ပေါ့နော်ထန်းလျံကျုံကတက်လို့တော့မရဘူးပါဝါအရင်မြင့်နေတော့တက်လို့မရပဲနဲ့ထန်းလျံကျုံကိုသူတို့တွေကနေပြီးတော့တောင်ကြီးတစ်ခုရဲ့အောက်မှာပေါ့နော်အဲ့ဒီမှာသူတို့အစီအမန်နေအစီရင်နေလုပ်ပြီးတော့ထန်းလျံကျုံကိုလုံးဝအပြင်ထွက်လို့မရအောင်လို့အဲ့ဒီတောင်ကြီးတစ်ခုရဲ့အောက်မှာအသက်ရှင်လျက်နဲ့ပိတ်ထားပြီးတော့တပြေးပြေးနဲ့သူ့ဘာသာသူတေဝအောင်လို့ပေါ့နော်အဲ့ဒီထဲမှာသူတို့ကပိတ်ထားခဲ့ကြတယ်အဲ့ဒီစူးကလည်းထန်းလျံကျုံနဲ့ရတဲ့ကိုဝင်သူ့မှာရှိနေတာတဖြည်းဖြည်းနဲ့ပေါ့နော်ကိုဝင်ကလည်းတဖြည်းဖြည်းနဲ့ရင့်လာတယ်ဆိုတော့သူပေါ့နော်ဘိုက်ထွက်လာတဲ့အချိန်မျိုးဖြစ်တာပေါ့အဲ့ဒီအချိန်မှာသူ့ဆရာကတိသွားတာအဲ့တော့အကြီးအကျယ်စိတ်ဆိုးတယ်ပြီးတော့သူ့ဆရာကအဲ့ဒီမှာအဲ့ဒီကိုဝင်ကိုဖျက်ချခြင်းတာပေါ့နော်ဖျက်ချခြင်းတော့သူကဘာအကောက်ကျင်လိုက်လဲဆိုတော့အဲ့ဒီစူးကိုထန်းလျံကျုံဘယ်နားမှာရှိလဲဆိုတော့သူတို့တိသွားပြီအဲ့တော့ထန်းလျံကျုံကိုလည်းသွားပြီးတော့ဟိုမှာဖမ်းဆီးဖို့လဲသွားနေကြပြီပေါ့နော်သွားနေကြပြီဆိုတော့ထန်းလျံကျုံကိုနောက်ဆုံးအချိန်နဲ့တွေ့ကျင်သေးတယ်ဆိုလို့ရှိရင်သူ့အချုပ်ထဲကနေတော့လွှတ်ပေးမယ်ပေါ့အဲ့လိုလွှတ်ပေးတဲ့အတွက်ကြောင့်မလို့နေရလဲမကောင်းဘူးပေါ့နော်အမျိုးသမီးကနေရလဲမကောင်းဖြစ်နေရဆိုတော့ရော်ဒီဆေးကိုတော့တောက်သွားဆိုပြီးတော့သူ့ကိုဆေးတစ်ခွက်တိုက်လိုက်တာတိုက်တော့သူကလည်းသူ့ဆရာကနေပြီးတော့တိုက်တော့ဟိုပါပေါ့နော်ကောင်းကောင်းမွန်မွန်တိုက်တယ်ပဲထင်ပြီးတော့သူကတောက်လိုက်တယ်ပြီးတော့သူ့ရဲ့ချစ်သူကိုပေါ့နော်ဟိုကဖမ်းတယ်ဆိုလို့ရှိရင်လည်းသူကယ်ရင်လည်းကယ်လို့ရအောင်ဆိုတော့သူကထွက်သွားဖို့လုပ်တာဒါပေမဲ့ဆေးတောက်ပြီးကမှဒါကကိုဝင်ဖြတ်ချတဲ့ဆေးဆိုတာကိုသိသွားပြီးတော့အဲ့ဒီမှာ तू ကထန်းလျံကျုံရှိတဲ့နေရာကိုရအောင်လို့ပြေးမယ်ပေါ့နော်ထန်းလျံကျုံရှိတဲ့နေရာဆိုတော့သူတို့နှစ်ယောက်ချင်းခဲ့တဲ့နေရာအမှန်တည်းကထန်းလျံကျုံကတောင်အောက်ထဲမှာဖမ်းခံတာပြီ तू ကလုံးဝမသိဘဲနဲ့အဲ့ထန်းလျံကျုံရှိတဲ့နေရာကိုရအောင်လို့သွားမယ်ဆိုပြီးတော့ तू ကသွားတယ်ပြီးတော့တဖြည်းဖြည်းနဲ့သူ့ရဲ့ဘိုက်ကအခြေအနေကမကောင်းတော့ဘူးဒါပေမဲ့ तू ကသူ့ကလေးကိုတော့အသေးမခံနိုင်ဘူးအဲ့တော့ကြောင့်မလို့ तू သေးပြီစီဆိုပြီးတော့အဲ့ဒီအစိတ်တွေအကုန်လုံးကိုသူ့ကလေးစီမရအောင်လို့သူ့ရဲ့ပေါ့နော်ကျင့်စဉ်နေနဲ့ဒီအစိတ်ကသူ့ရဲ့ကိုပဲပြန့်စီကလေးကိုမပြန့်စီနဲ့ဆိုပြီးတော့ तू ကသူ့ကိုယ်သူပဲအသေးခံဖို့အတွက်လှုပ်လိုက်တာလှုပ်လိုက်ပြီးတော့ तू ကပြင်းနဲ့ထန်းလျံကျုံရှိတဲ့နေရာအထိကို तू မသွားနိုင်တော့ဘူးမသွားနိုင်တော့ပဲနဲ့ဘာဖြစ်သွားလဲဆိုတော့သူ့ဆရာကအနောက်ကနေပြီးလိုက်လာလို့သူ့ဆရာလိုက်ဖမ်းခိုင်းလို့ဘာလို့ပေါ့နော်အဲ့လိုမျိုးတွေဖြစ်တယ်ဆိုလို့ရှိရင်လည်းသူ့ရဲ့ဒီကလေးလေးကအသက်ရှင်နိုင်မှာမဟုတ်ဘူးဆိုပြီးတော့ तू ကပြောသွားလဲဆိုတော့မြစ်ချောင်းမြစ်ကြီးရှိတဲ့နေရာပေါ့နော်အဲ့ဒီနေရာကိုသွားပြီးတော့အဲ့ဒီမှာလှေတစင်းရှိတယ်အဲ့ဒီလှေတစင်းပေါ်မှာပဲ तू ကသွားပြီးတော့ဒီရှည်တဲ့ကိုစုံစင်းသွားပေါ့နော်စုံစင်းသွားပြီးတော့အဲ့ဒီရှည်မှာပဲ तू ကကိုဝင်ရင်မာဖြစ်နေပြီလေရှည်ထဲမှာပဲအဲ့ဒီမှာမင်းသားဖြစ်လာမယ်ပေါ့နော်ဒီဇလန်ရဲ့မင်းသားဖြစ်လာမယ်လော်ဘင်းဟန်ကို तू ကရှည်ထဲမှာပဲအဲ့ဒီလှေပေါ်မှာပဲ तू မွေးတယ်ဒါပေမဲ့ तू ကတေကန်နီးပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ तू နဲ့တာဒီလှေပေါ်မှာတူသွားနေလို့ရှိရင်လော်ဘင်းဟန်ကိုဘယ်သူလဲဆိုတာကိုလည်းလူတွေကသိသွားနိုင်တယ်ပြီးတော့အသက်ရှင်ဖို့ကလည်းတိတ်ပြီးတော့အခြေအနေမကောင်းတဲ့အတွက်ကြောင့်မလို့အဲ့ဒီလှေပေါ်မှာပါတဲ့တစ်သားပုံးလေးပေါ်မှာတစ်သားပုံးလေးတွေကိုလော်ဘင်းဟဲကိုထည့်ပြီးတော့ तू က
ရှည်တဲ့ကိုမျောချပလိုက်တာအဲ့မျောချလိုက်ပြီးတော့သူကကြတော့တဖြည်းဖြည်းနဲ့အသက်ဆုံးရှုံးသွားတယ်ပေါ့နော်လော်ဘင်းဟဲကကြတော့အဲ့ဒီကနေတော့မျောသွားပြီးတော့အဲ့ဒီအဝိရှော်တဲ့အမျိုးသမီးကနေပြီးတော့တွေ့ပြီးတော့ရှည်တဲ့ကနေတော့ကောက်ယူပြီးတော့မွေးစားထားပါတော့ဇလန်းစာတော့အဲ့လိုမျိုးစားဒါကဒီဇလန်းကလော်ဘင်းဟဲရဲ့မိဘတွေရဲ့ဇလန်းပေါ့နော်အောက်ထဲမှာပေါ့နော်အချုပ်ခံထားရတဲ့ဒီထန်းလျံကျုံကဒီကိစ္စတွေကို तू ကလုံးဝမသိဘူးခလေးရှိမှလည်း तू မသိဘူး तू သိထားတာကကြတော့သူ့ကိုဒီအမျိုးသမီးဟာတစ္ဆာဖောက်လိုက်တယ်တစ္ဆာဖောက်လိုက်ပြီးတော့သူ့ကိုဒီဘွားရအောင်လို့လုပ်လိုက်တယ်အဲ့ဒါကြောင့်မို့လို့ तू ဒီအချစ်ကြီးလို့အမျက်ကြီးတဲ့ထဲမှာပါသွားတယ်နောက်ပိုင်း तू ဒီပေါ့နော်တောင်အောက်ကနေပြီးပြန်ပြီးတော့လွတ်လာတဲ့အခါမှာအရင်တော့ကတော့ तू လူလောကကို तू ဘာမှမလုပ်ဘူးကောင်းကောင်းမွန်မွန်ပဲထားထားပြီးမှ तू လွတ်လာတဲ့အခါမှာ तू ကကောင်းရတဲ့နဲ့သူ့ပေါ်မှာအဲ့လိုလှုပ်ရက်လေခြင်းဆိုတော့လူလောက cultivation လောကအကုန်လုံးကို तू ကဖျက်ဆီးဖို့အတွက်အကြံစီနဲ့ပေါ့နော်အကြံစီနဲ့ तू ကနောက်ပိုင်းမှာဇလန်းနေဆင်ပြီးတော့အကုန်လုံးကိုဖျက်ဆီးဖို့အတွက်လှုပ်တယ်လှုပ်ရင်းနဲ့မှနောက်ပိုင်းသူ့သားနဲ့ပြန်တွေ့တယ်ပြီးတော့မှ तू ချစ်ရတဲ့အမျိုးသမီးကသူ့ကိုတစ္ဆာဖောက်တာမဟုတ်ဘဲနဲ့ဒီလိုကိစ္စတွေဖြစ်သွားပါလားဆိုတော့ तू သိပါတယ်သိသွားတဲ့အချိန်မှာကြာမှ तू ကနေပြီးတော့ဒီပေါ့နော်ဒါတွေအကုန်လုံးကိုဖျက်ဆီးဖို့ကိစ္စတွေကို तू လက်လွတ်လိုက်တယ်လက်လွတ်ပြီးတော့ तू အသက်ရှင်ဖို့ကိုလည်းပေါ့နော်အသက်ရှည်နေဖို့ကိုလည်း तू လက်လွတ်လိုက်ပြီးတော့နောင်ဘဝမှာပဲဒီအမျိုးသမီးနဲ့သွားပြီးတော့တွေ့တော့မယ်ဆိုပြီးတော့ तू စိတ်တုံးလုံးချလိုက်တယ်ပေါ့နော်စိတ်တုံးချပြီးတော့ဒီသူ့ရဲ့ဒီဒီမွန်လော့နေရာကိုလည်းသူ့သားကိုလွှဲပေးလိုက်တယ်ပေါ့အဲ့လိုအဲ့တော့ပိုင်းတူးတွေသိကျင်တဲ့သူကအစွဲလန်းကြီးတဲ့ထဲမှာပါတယ်အကယ်၍များအခြေဦးရှိခဲ့တယ်ဆိုလို့ရှိရင်မမေ့နိုင်တဲ့သဘောထဲမှာရှိတယ်ပြီးသွားတော့ तू ကအချစ်ကြီးလို့အမျက်ကြီးတဲ့ထဲမှာပါတယ်အဲ့တော့သူ့ကိုများသစ္စာဖောက်မိခဲ့ပြီဆိုလို့ရှိရင်ရေဆုံးမြေဆုံးလိုက်ပြီးတော့လက်စားချခံရမှာသဘောထဲမှာရှိတယ်ပေါ့နော်အဲ့တော့အကယ်၍တာကိုကသူ့ရဲ့အချစ်ဦးတာဖြစ်နေမယ် तू ကချစ်တာဆိုလို့ရှိရင်တော့ကိုသူ့ကိုသစ္စာမဖောက်တဲ့၍ तू ကလုံးဝကိုချစ်ပေးမယ်ပေါ့နော်ကိုမကိုဆိုလို့ချစ်ပေးမယ်သဘောထဲမှာပါတယ်သစ္စာဖောက်လိုက်မိတယ်ဆိုလို့ရှိရင်တော့ရေဆုံးမြေဆုံးလက်စားချခံရမယ်သဘောမျိုးထဲမှာတော့ရှိတယ်အကယ်၍တာသူ့မှာအချစ်ဦးရှိခဲ့တယ် तू ကကိုသဘောကျရတဲ့သူဖြစ်တယ်ဆိုလို့ရှိရင်တော့ तू ကအချစ်ဦးကိုသိပ်ပြီးတော့မမေ့နိုင်မယ်တဲ့မှာတော့မပါဘူးအဲ့ဒီအတွက်ကြောင့်မို့လို့သူ့အချစ်ဦးကတက်ရှိထင်ရှားရှိနေသည်ဖြစ်စေဒီလူလောကထဲမှာမရှိတော့သည်ဖြစ်စေသူ့စိတ်ထဲမှာသူ့ရဲ့တနေရာမှာအဲ့ဒီအခြေဦးကရှိနေသေးတယ်ဆိုတော့ကိုကအဲ့ဒါကိုအမြဲတမ်းစိတ်ထင်နေရမယ်တဘောပေါ့နော်အဲ့လိုအခြေအနေမျိုးတော့ရှိနိုင်တယ်ဆိုတော့ဒါကတော့ပိုင်းတူးလေးတွေရဲ့ reading ဖြစ်ပါတယ်အဲ့တော့ဒီ reading လေးကိုသဘောကျတယ်ဆိုလို့ရှိရင် like and share လေးလုပ်ပေးခဲ့ပါနော်ဒါမျိုးလေးတွေထပ်ပြီးတော့နားထောင်ခြင်းတယ်ဆိုလို့ရှိရင်လည်းကျွန်မရဲ့ဒီ YouTube channel လေးကို subscribe လေးလုပ်ပေးခဲ့ပါ Pi 3ကိုရွေးထားတဲ့သူတွေသိကျင်တဲ့သူကဒီဇလန်းနဲ့ဘယ်ဇလန်းနဲ့character နဲ့တူလဲဆိုတော့ Scam Villains Self Saving System နဲ့က side character တယောက်ဖြစ်တဲ့ Chu Jilan နဲ့တူပါတယ်တဲ့။ तू ကဘာတူလဲဆိုတော့ဒီ group 2တွေကပေါ့နော် group 2ဖတ်group 2ကြည့်ထားဆိုလို့ရှိရင်တော့သိလိမ့်မယ်။အဲ့ဒီကဒီ Demon Law ရဲ့2ဒီ Scam Villains ဇလန်းနဲ့ခေါင်းဆောင်မင်းသား2ယောက်ထဲကတယောက်ဖြစ်တဲ့ Law Bin He ရဲ့ cousin ပေါ့နော်။ तू ကကြတော့ဦးလေးနဲ့ cousin နဲ့ကဒီဦးလေးမဟုတ်ဘာကြီးနဲ့ cousin နဲ့ကအရန်ကိုတကိုးကြီးတယ်ပေါ့နော်ဒီဟိုကဘာလဲပါဝါအရန်မြင့်နေဒီမွန်လော့တွေဖြစ်ပေမဲ့ तू ကကြတော့သူ့အမေကဒီနည်းနည်းအားနေတဲ့ဒီမွန်ထဲမှာပါတယ်သူ့ဘာကြီးရဲ့ညမပေါ့နော်သူ့အမေကကြတော့အားနေတဲ့ဒီမွန်ထဲမှာပါတယ်ပြီးတော့သူ့အမေကကြတော့မွေမိတ်စာကိုပေါ့နော်မွေမိတ်စာကိုတွားပြီးတော့လက်ထပ်လိုက်တဲ့အတွက်ကြောင့်မလို့မွေမိတ်စာကသူတို့မိတ်စာလောကထဲမှာဆိုလို့ရှိရင်နည်းနည်းအစစ်နှိမ့်တဲ့မိတ်စာထဲမှာပါတယ်အဲ့ဒီအတွက်ကြောင့်မို့လို့ तू မွေးလာတဲ့အချိန်မှာ तू ကပြားဖြစ်နေမွေးလာတာကပြားဖြစ်နေမွေးလာပြီးတော့ဒီလူရောင်ဖန်ဆင်းနေဆိုရင်တော့မှသူ့ရဲ့မွေအကြီးခွန်တွေကမပြောက်ဘူးပေါ့နော်အဲ့လိုပုံစံမျိုးဖြစ်နေဆိုတော့ तू ကဒီဘူလီလောက်ခံရတဲ့သဘောထဲမှာပါတာပေါ့နော်ဒီမိတ်စာတွေထဲမှာတော့မှာပဲခုပိုင်း3တွေတည်ခြင်းတဲ့သူကပြားဖြစ်ဖို့များတယ်ပေါ့နော်ကပြားဖြစ်တဲ့တဲမှာ तू ကဘယ်လိုဖြစ်လဲဆိုတော့နည်းနည်းထူးထူးဆန်းဆန်းပုံစံပေါ့နော်သူ့ပုံစံဘယ်လိုမျိုးလဲဆိုတော့ဒီအာရှတိုက်သားပုံဖြစ်နေရတာနဲ့မျက်လုံးကပြနေတာမျိုးပြီးသွားလို့ရှိရင်ဒီ Caucasian ပေါ့နော်ဒီလူဖြူဖြစ်နေရတာနဲ့သူကဒီ African လူတွေလိုမျိုးနှကန်းထူဖြစ်နေတာပေါ့နော်ပုံမှန်ဆိုလို့ရှိရင်ပုံမှန်ကပြားတွေဖြစ်လေရှိတဲ့ပုံမျိုးမဟုတ်ဘဲနဲ့သူကနည်းနည်းသူ့ရဲ့ features ကနည်းနည်းထူးဆန်းနေတယ်တဲ့မှာပါလိမ့်မယ်အဲ့ဒါကြောင့်မို့သူကသူ့ရဲ့ရုပ်ရည်အသွင်ပြင်ကမလှတာမဟုတ်ဘူးเนาะဒါပေမဲ့ तू ကသူများနဲ့မတူဘဲနဲ့နည်းနည်းထူးခြားနေတဲ့ထဲမှာပါတော့သူ့ကိုယ်သူနည်းနည်း insecure ဖြစ်တဲ့သဘောတွေမှာရှိရပေါ့နော်
နည်းနည်းအားငယ်တယ်ပေါ့အားငယ်တတ်တယ်သူ့ရဲ့ရုပ်ရည်သွင်းပြင်းနဲ့ကြည့်လို့သူကအားငယ်တတ်တယ်တယောက်ယောက်ကိုသဘောကျလို့ချေရေးဆိုမယ်ဆိုလို့ရှိရင်လည်းသူကသူ့ပုံကအဲ့လိုပုံစံဖြစ်နေတော့သူ့ကိုမှပြန်ကြိုက်ပါမလားဆိုတဲ့ဟာမျိုးပေါ့နော်အဲ့လိုပုံစံမျိုးရှိတယ်ကိုကသဘောကျလို့အကယ်၍ကိုကစပြီးတော့သူ့ကိုချင်းကပ်မယ်ဆိုလို့ရှိရင်လည်းသူ့ပုံနဲ့ရှည်ဖြစ်ပါမလားကြာရှည်ကြလို့ရှိရင်သူ့ကိုများထားခဲ့မလားဆိုတော့အဲ့လိုစိတ်မျိုးလေးရှိနေတဲ့သဘောမှာပေါ့နော်အဲ့ကိုဆက်ပြောမယ်ဆိုလို့ရှိရင်သူငငယ်လေးထဲမှာလည်းသူ့အဖေနဲ့အမေကဆုံးတယ်အဲ့တော့သူ့အဖေနဲ့အမေကဒီနန်းတော်မှာမနေဘဲနဲ့တက်နေတဲ့အတွက်ကြောင့်မလို့သူ့အမေနဲ့ဖေဆုံးသွားပြီးတဲ့အချိန်မှာမှသူကတယောက်တည်းဖြစ်နေတယ်အဲ့တော့တယောက်တည်းဖြစ်နေလို့ပူလီလောက်ခံနေရတာအဲ့ဒါကိုသူ့ဘာကြီးကနေပြီးသူ့ညမဆုံးသွားမှန်းသိတော့ဒီပိုင်းနံပါတ်2တွေကသူ့ဘာကြီးอ่ะပေါ့နော်သူ့ညမဆုံးသွားမှန်းသိတော့အဲ့ဒီမှာသူ့ကိုလိုက်ရှာတယ်လိုက်ရှာပြီးသွားတော့သူ့ကိုပြန်ပြီးတော့မွေးစားလိုက်တာပေါ့နော်သူ့ကိုပြန်ပြီးတော့မွေးစားလိုက်တယ်အဲ့အချိန်ကစပြီးတော့သူကဘာကြီးကိုလုံးဝအဖေလိုပဲပေါ့နော်သဘောထားပြီးတော့ဘာကြီးရဲ့ကိစ္စမှန်သမျှကိုသူကလိုက်လုပ်ပေးတယ်ပြောမှဆိုလို့ရှိရင်သူ့ဘာကြီးနဲ့သူနဲ့ကဒီအသက်အများကြီးကွာနေတာမျိုးမဟုတ်ဘူးเนาะသူ့အမေကအိမ်အောင်ငငယ်လေးနဲ့အိမ်အောင်ကြာသွားတာဆိုတော့သူ့ဘာကြီးနဲ့သူနဲ့ကအသက်20လောက်ပဲအဲ့လောက်ပဲကွာမဲ့သဘောမျိုးမှရှိတာပေါ့နော်ဆိုတော့သူ့ဘာကြီးကိုသူကချစ်တယ်သူ့ဘာကြီးရဲ့ကိစ္စတွေကိုလိုက်ပြီးတော့ဆောင်ရွက်ပေးတယ်အနောက်ကနေပြီးတော့သူ့ဘာကြီးကနေတော့မင်းကိုယ့်အကိုဟိုဘယ်လိုပြောမလဲသဘောကျတဲ့သူရှိရဆိုလို့ရှိရင်လည်းယူပြီးတော့မင်းတိန်အောင်ထူထောင်လို့ရတယ်ဘာညာပြောပြီးမယ်လေသူကသူ့ဘာကြီးနားမှာပဲနေခြင်းနဲ့ဆိုတဲ့သဘောမျိုးရှိတယ်ပေါ့နော်အဲ့တော့သူ့ဘာကြီးနဲ့သူနေလာရင်းနဲ့တရက်မှာပေါ့နော်သူ့ဘာကြီးကသဘောကျတဲ့သူသွားတွေ့တယ်သွားတွေ့ပြီးတော့သူ့ဘာကြီးကနေပြီးလူအမျိုးသမီးကိုသဘောကျသွားပါတော့သူ့ဘာကြီးကဒီမွန်လော့လူမျိုးသမီးကိုသဘောကျပြီးတော့အဲ့ဒီမှာကိစ္စပြားမြောင်ဖြစ်ပြီးတော့သူ့ဘာကြီးကအဲ့ဒီ cultivation လောကနေတော့အဖမ်းခံရပြီးတော့ဒီတောင်ကုန်းရဲ့အောက်ထဲမှာပေါ့နော်အစီအမံနေနဲ့အပိတ်ခံလိုက်ရတဲ့သဘောမှရှိရပေါ့ဒီဇလန်အပြည့်စုံသိချင်လို့ရှင်တော့ပိုင်း2ကိုသွားပြီးတော့ကြည့်ပေါ့နော်ဒါကသူ့ဘာကြီးရဲ့ဇလန်ပေါ့ဆိုတော့အဲ့မှာအပိတ်ခံလိုက်ရတယ်အပိတ်ခံလိုက်ရတဲ့အချိန်မှာသူကသူ့ဘာကြီးကသူ့ကိုလူပုံစံဖြစ်အောင်လို့အများနဲ့လူပုံစံနဲ့နေလို့ရအောင်လို့သူ့ဘာကြီးရဲ့စွမ်းရည်နေနဲ့သူကနေရတဲ့သဘောမှာဖြစ်တော့ကြောင့်သူ့ဘာကြီးကအဖမ်းခံပြီးတော့အားပျော့သွားတဲ့အချိန်မှာသူကလည်းသူ့ဘာကြီးရဲ့စွမ်းရည်နေနဲ့အမြဲတမ်းပေါ့နော်အဲ့လိုမျိုးသူ့ဘာကြီးကသူ့အမြဲတမ်းစွမ်းရည်ပေးနေတဲ့သဘောမှာရှိရတဲ့အတွက်ကြောင့်မလို့သူကသူ့ရဲ့ခန္ဓာကိုယ်ကလည်းအားပျော့သွားတယ်အားပျော့သွားပြီးတော့သူ့ရဲ့အကြီးကိုနေပြန်ပေါ်လာပါတော့လူရောင်ဖန်ဆင်းတဲ့အချိန်မှာသူ့ရဲ့မွေကြီးကိုနေပြန်ပေါ်လာတဲ့သဘောမှာရှိတယ်ဒါပေမဲ့ဘလို့ပဲဖြစ်ဖြစ်အားပဲရောနေသူ့ဘာကြီးကိုသူကအဲ့ဒီထဲမှာတယောက်တည်းမထားခဲ့နိုင်မယ်နဲ့သူ့ဘာကြီးအဖမ်းခံရတဲ့အချိန်မှာဒီဝင်လို့ရတဲ့အပေါက်ကလေးကနေပြီးတော့ဝင်ပြီးတော့သူ့ဘာကြီးကိုအမြဲတမ်းအသက်ဆက်ရှင်နေလို့ရအောင်လို့ပေါ့နော်စားလို့တောက်လို့ရမယ့်ဟာလေးတွေတခြားဒီအားရှိမယ့်ဟာလေးပေါ့နော်အမြဲတမ်းလာပြီးတော့သူကပို့ပေးတယ်သူ့ဘာကြီးကိုလွတ်ကြောင်းအတွက်ကိုသူကအမြဲတမ်းကြံဆောင်နေတဲ့သူပေါ့နော်အဲ့တော့ပိုင်း3တွေသိကျင်တဲ့သူမှသူ့ကိုငငယ်လေးကပြုစုစောင့်ရှောက်ပြီးတော့ကျွေးမွေးပြုစုခဲ့တဲ့လူကြီးသူမတယောက်ရှိနေမယ်သူဒီအဲ့လူကြီးသူမကိုသူ့ရဲ့မိဘအရင်သဘောထားပြီးတော့နေတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီလူကြီးသူမကိုသူကပြန်ပြီးတော့တလှည့်ပြုစုစောင့်ရှောက်ရတဲ့အချိန်မှာသူဒီဘယ်တော့ခါမှအဲ့လူကြီးသူမကိုပြစ်သွားမှာမဟုတ်ဘူးအဲ့တော့ဘသူနဲ့ပဲရှင်ပြီးတော့ရွေးလာခိုင်းသူကသူ့ရဲ့အဲ့ဒီဘာကြီးဖြစ်ဖြစ်ဟိုပါပေါ့နော်အတော်ပဲဖြစ်ဖြစ်ဘသူပဲဖြစ်ပေါ့နော်သူ့ကိုအဲ့လိုကျွေးမွေးပြုစုစောင့်ရှောက်ခဲ့တဲ့သူကိုသူဒီမသိမချင်းစွန့်ခွာသွားမှာမဟုတ်ဘူးပေါ့နော်အဲ့ဒီတော့ကြောင့်မို့လို့အကယ်၍သူနဲ့ကိုနဲ့အကြောင်းပါခဲ့သည်ရှိတော့ကိုကသူနဲ့လိုက်သွားပြီးတော့အဲ့ဒီလူကြီးသူမကိုကိုပါအတူတူကြည့်ရှုစောင့်ရှောက်ပေးရမယ်တဲ့ပုံမှာရှိရပေါ့နော်ဒါပေမဲ့သူ့ရဲ့လူကြီးသူမကလည်းဒီဆိုးသွမ်းနေတဲ့ထဲမှာမပါဘူးပေါ့နော်အမှန်တိုင်းကတော့မင်းတအိုးတိန်တီထောင်ပါလားလို့တောင်မှပြောနေတဲ့သူမျိုးဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီလူကြီးသူမကလည်းကိုယ့်အတွက်တအားကြီးဝင်ပြီးစေမယ်သဘောထဲမှာတော့မပါဘူးပေါ့နော်သူ့ဘာကြီးအတွက်ကိုသူကအမြဲတမ်းဟိုပါပေါ့နော်ဒီသူ့ဘာကြီးအသက်ဆက်ရှင်ဖို့အတွက်ကိုသူကကြံဆောင်နေနေတရက်မှာသူကဒီ cultivation လောကလူတွေနဲ့သွားတွေ့တယ်ပေါ့နော်သူကမိတ်စာ cultivation လောကလူတွေကသူ့ကိုမြင်တော့သူ့ကိုတတ်ဖို့လုပ်တဲ့အချိန်မှာအဲ့ဒီထဲမှာဘသူပါလဲဆိုတော့အဲ့ဒီအဖွဲ့ထဲမှာကခေါင်းဆောင်မင်းသား2ယောက်ထဲကနေပြီးတော့1ယောက်ဖြစ်တဲ့သူ့ရဲ့ဟိုပါပေါ့နော်သူ့ကာစင်နဲ့ဒီကြိုက်မဲ့ဒီရှန်ချင်းချူဆိုတာတယောက်ပါလာတယ်တော့အဲ့ရှန်ချင်းချူကနေပဲကျန်တဲ့သူတွေကိုတားတယ်မလုပ်ပါနဲ့ပေါ့ဒါသူ့ဘာသာသူမမိစားလေသူဘာမှမလုပ်ဘဲနဲ့သူကသူနေပါသေးဆိုပြီးတော့တားပြီးတော့သူ့ကိုဟိုအားနေနေတဲ့သူ့ကိုပေါ့နော်တခြားလွတ်ရကြွနေအောင်သွားလို့ရအောင်လို့ရှန်ချင်းချူကနေပဲသူ့ကိုကူညီပေးခဲ့တာသူကရှန်ချင်းချူကသူ့ကိုအဲ့လိုကူညီပေးခဲ့တဲ့အတွက်ကြောင့်မလို့သူ့စိတ်ထဲမှာရှန်ချင်းချူကိုကျေးဇူးရှင်လို့လဲသဘောထားတယ်ပြီးတော့ရှန်ချင်းချူကိုသူကသဘောကျပေမဲ့ तू ကမိစ္ဆာဖြစ်နေတယ်ဟိုဘက်ကကျတော့အဆင့်မြင့်တဲ့ cultivation လောကတွေကလှူဖြစ်နေတယ်အဲ့အတွက်ကြောင့်မို့လို့ तू ကဘာမှတော့မပြောဘူးဒါပေမဲ့ရှန်ချင်းချူကိုနောက်ပိုင်းနေမှာအများနဲ့ရှန်ချင်းချူနဲ့
တွေ့တဲ့အခါတိုင်းမှာသူဒီရှန်ချင်းကျူဒုက္ခရောက်နေတယ်ပဲဖြစ်ဖြစ်ဘာပဲဖြစ်အချိန်တိုင်းမှာသူဒီအမြဲတမ်းကူညီပေးတယ်။ဒါပေမဲ့သူဒီသူ့ရဲ့စိတ်ဓာတ်ကတခါလေကြာလို့ရှိရင်ဘလို့ဖြစ်လဲဆိုတော့သူကိုညီတယ်သူတစ်ဖက်လူကိုကောင်းဖို့အတွက်လုပ်ပေးတယ်ဆိုတာကသူကောင်းတယ်လို့ထင်တယ်ဆိုလို့ရှိရင်သူကတစ်ဖက်လူကြိတ်ကြိတ်မကြိုက်ကြိုက်လုပ်တယ်ဆိုတဲ့သဘောမျိုးရှိတယ်။ဇလန်ထဲမှာဆိုလို့ရှိရင်သူ့ဘာကြီးကပြန်လွတ်လာတဲ့အချိန်မှာဒီ cultivation လောကကိုဖျက်ဆီးတော့မယ်ပေါ့နော်။အဲ့ဒီအချိန်မှာသူကရှန်ချင်းချူဒုက္ခရောက်မှာဆိုလို့ရှန်ချင်းချူကိုသူကနေပြီးတော့သတိမိအောင်လုပ်ပြီးတော့ပြန်ပြီးဆွဲလာတဲ့ဟာတွေထဲမှာပါတာပေါ့နော်။ပြန်ပြီးဆွဲတယ်။ဘာကြောင့်လဲဆိုတော့ cultivation လောကကြီးပျက်စီးသွားလို့ရှိရင်ရှန်ချင်းချူတယောက်တော့အသက်ရှင်ပြီးတော့ကြံနေခဲ့ဖို့ဆိုပြီးတော့သူကအဲ့လိုမျိုးတွေလုပ်တာဟိုဘက်ကကြိုက်ကြိုက်မကြိုက်ကြိုက်သူကတစ်ဖက်ကလူ safety ဖြစ်ဖို့တစ်ဖက်ကလူ safe ဖြစ်ဖို့အတွက်ဆိုလို့ရှိရင်အဲ့ဒီလူကိုပြန်ပြီးဆွဲဖို့လည်းဝင်မလေးတဲ့သဘောမှရှိရပေါ့နော်ပြီးတော့သူကအရန်ကိုပူလိုက်ဖြစ်တဲ့သဘောမှဖြစ်တော့ရှိတယ်စကားပြောလို့ရှိရင်ဒီကျူးကြည်လန်စကားပြောလို့ရှိရင်ရင်ကြီးကြီးလေးသူ့ဘာကြီးကခိုင်းလို့ပေါ့နော်အဲ့ဒီ cultivation ဂိုင်းတစ်ဂိုင်းကိုတွားပြီးတော့ဖြတ်စည်းတယ်ဆိုရင်တော့ပါပဲမင်္ဂလာပါခင်ဗျာကျွန်တော် cultivation ဒီဂိုင်းကိုဖြတ်စည်းလိုက်ပါအောင်မယ်ဆိုလို့ပြောပြီးတော့ပြီးရင်တစ်ဂိုင်းလုံးကိုအပြည့်ရှင်းပြခဲ့တဲ့ဟာမျိုးပေါ့နော် I3 တွေသိချင်တဲ့သူကအဲ့လိုမျိုးလူမျိုးဖြစ်တဲ့အတွက်ကြောင့်မို့လို့သူနဲ့တာဒီကိုနဲ့relationship ထဲတာရောက်ခဲ့မယ်ဆိုလို့ရှိရင် तू ကကိုယ့်အတွက်ကောင်းတယ်ထင်လို့ရှိရင်ကိုယ်သဘောကျလားမကျလားမမေးဘဲနဲ့ तू ကောင်းတယ်ထင်ဆွတ်လုံမဲ့ဟာမျိုးပေါ့နော်အဲ့လိုမျိုးရှိတယ်ထားပါတော့ကိုကဒီအလုပ်ထဲမှာစိတ်ညစ်နေတယ်ပေါ့နော်စိတ်ညစ်နေတယ်မလုပ်ချင်တော့ဘူးဆိုတဲ့ဟာမျိုးဒါပေမဲ့ထွက်ဖို့ကိုလည်းခြေတုံချပုံဖြစ်နေတယ်ထွက်လည်းမထွက်ချင်ဘူးဆိုတဲ့ဟာမျိုးဆိုလို့ရှိရင် तू ကကိုယ်အလုပ်မထွက်အောင်လို့ तू ကကိုစားသွားပြီးထွက်စားတွေပဲကောက်တင်ပြလိုက်မယ့်ဟာမျိုးပေါ့နော်အဲ့လိုပုံစံမျိုးတွေမှာရှိတယ်အဲ့တော့ तू ကကိုယ့်အတွက်ကောင်းတယ်ထင်လို့ရှိရင်စွတ်လုံမဲ့လူစားမျိုးပေါ့နော်အဲ့ဒါလေးကတော့တော်တော်လေးဒီညှိယူရမယ့်သဘောပေါ့နော်သူ့ရဲ့ personality ကအဲ့ဒီထဲမှာပါတော့တော်တော်လေးစိတ်ညစ်ရမယ့်သဘောတွေမှာတော့ရှိတယ်ဒါပေမဲ့ကိုဘာပဲလုပ်လို့ကိုဘလောက်ပဲစိတ်ကောက် तू ကညိုညင်မဲ့လူတွေမှာမဟုတ်ဘူးเนาะရတယ်ကိုကသူ့ကိုစိတ်ကောက်ပြီးတော့ထုရိုက်နေလို့ရှိရင်လည်း तू ကထုရိုက်တာခံမယ်ပြောရလို့ရှိရင် तू ကနေပြီးတော့မင်းတို့လုပ်ပြီးတာပါဆိုတဲ့ဟာမျိုးပေါ့เนาะအဲ့လိုပုံစံမျိုးအဲ့တော့စိတ်လဲစိုးရအခက်မစိုးရအခက်အဲ့လိုဟာမျိုးတွေမကြာခဏကြုံရနိုင်တဲ့သဘောမှာရှိတယ်ပေါ့เนาะဒီနောက်ဆုံးသူ့ဦးလေးရပေါ့เนาะသူ့ဘာကြီးကဒီကိစ္စအကုန်လုံးတည်သွားပြီးတော့ဒီ cultivation လောကကိုဖျက်ဆီးဖို့အတွက်ကိုလက်လျှော့လိုက်တယ်ပြီးတော့သူ့ဘာကြီးကသူ့ဘာသာသူပဲပေါ့เนาะအသက်ကိုတူအောင်လို့လှုပ်လိုက်ပြီးတော့ဒီသူ့ရဲ့မစုံစည်းလိုက်ရတဲ့အမျိုးသမီးနဲ့ပေါ့နော်နောက်ဘဝမှာသွားစုံစည်းမယ်ဆိုပြီးတော့လှုပ်တယ်ဒါပေမဲ့ तू ကသူ့ဘာကြီးသူ့မျက်စိရှိမှတေးတာကို तू ကမမြင်နိုင်တဲ့အတွက်ကြောင့်မို့လို့အဲ့ဒီ cultivation လောကနဲ့တိုက်ပွဲတွေဖြစ်တဲ့အချိန်မှာသူ့ဘာကြီးကို तू ကကာကွယ်ပေးလိုက်တယ်ကာကွယ်ပေးလိုက်တော့ကြောင့်မို့လို့ तू အသက်ဆုံးရှုံးရတယ်ပေါ့နော်နောက်တစ်ခုကကြတော့ तू ကဘာရှိသေးလဲဆို तू အသက်မဆုံးရှုံးခင်တုန်းကကြတော့ तू ကရှန်ချင်းချူကို तू ကသဘောကျတယ်ရှန်ချင်းချူကိုဘောပေါ့နော်ဒီဘေးဒုက္ခအနေနဲ့ပေါင်ပကြရအောင်လို့လဲ तू ကလိုက်ပြီးတော့ကူညီပေးတယ်ကယ်တင်ပေးတယ်ဒါပေမဲ့ तू ချစ်တယ်ဆိုတာကိုရှန်ချင်းချူကိုမပြောခဲ့ဘူးဘာကြောင့်လဲဆိုတော့ရှန်ချင်းချူကသူ့ကာဆန်သူ့ဘာကြီးရဲ့သားနဲ့ကြိုက်နေတဲ့သူမဟုတ်လို့အဲ့တော့ဒီပိုင်း3တွေသိချင်တဲ့သူကအကယ်၍ तू ကသဘောကျနေတဲ့သူရှိရင်တော့မှာပဲအဲ့ဒီသဘောကျနေတဲ့သူကတခြားတစ်ယောက်ရှိနေတယ်ပေါ့နော်သဘောကျနေတဲ့သူက relationship ထဲမှာရှိနေတယ်တခြားတစ်ယောက်ရှိနေတယ်ဆိုလို့ရှိရင် तू ဒီသူသဘောကျတာကိုဘယ်တော့မှဖွင့်ပြောမယ့်ဟာမျိုးမဟုတ်ဘူးပေါ့နော်သူများလူကိုလူယူတတ်တဲ့လူစားမျိုးတွေမှာမပါဘူးဘေးကနေပဲတိတ်တိတ်ကလေးချစ်ပြီးမယ်ဆိုတဲ့လူစားမျိုးအဲ့လိုတွေမှာပါတယ်ဆိုတော့ကိုကသူ့ကိုသဘောကျတယ်ဒါပေမဲ့ तू ကကို relationship ထဲမှာရှိနေရလို့ထင်နေတယ်ဆိုလို့ရှိရင် तू ဒီကိုသဘောကျရင်တော့မလာဖွင့်ပြောမယ်တဲ့မှာမရှိဘူးအဲ့တော့သူ့ကိုဖွင့်ပြောစေခြင်းနဲ့ဆိုလို့ရှိရင်ကို relationship ထဲမှာမရှိဘူးကိုကလူလို့ single ဆိုတာကို तू သိအောင်လို့အရင်လုပ်မှဖြစ်မဲ့သဘောထဲမှာရှိတယ်ပေါ့နော်ဒါကတော့ပိုင်း3လေးတွေရဲ့ reading ဖြစ်ပါတယ်ဒီနေ့ reading လေးကိုဆုံးအောင်ကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်အဲ့တော့ဒီ reading လေးကိုသဘောကျတယ်ဆိုလို့ရှိရင် like and share လေးလုပ်ပေးသွားပါနောက်ထပ် video လေးတွေလည်းဆက်ပြီးတော့ကြည့်ချင်တယ်ဆိုလို့ရှိရင်တော့ကျွန်မရဲ့ YouTube channel လေးကို subscribe လုပ်ပေးထားပါနော်ကျေးဇူးတင်ပါတယ်နောက်ထပ် video တွေမှာပြန်ပြီးတော့တွေ့ကြပါမယ်